ဒီမျိုးကြီးကနှင်းတွေအောက်မှာနှင်းမြုံနေပါတယ်။မကြသေးခင်ရက်ပိုင်းကကန်းချပ်ကကျွန်းဆွဲမှာရာစုနှစ်တစ်ခုနီးပါးအတွင်းအပြင်းထန်ဆုံးနှင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။မရက်မနာကျဆင်းနေတဲ့နှင်းတွေနဲ့ပြင်းထန်တဲ့လေတိုက်ခတ်မှုတွေပေါင်းစပ်လိုက်တဲ့အခါတချို့နေရာတွေမှာစုပုံနေတဲ့နှင်းတို့က6ထပ်တိုက်အမြင့်လောက်အထိရှိနေပါတယ်။ဝေဟင်ကနေကြည့်လိုက်ရင်မြို့တစ်ခုလုံးကိုနှင်းတွေကမျိုးချထားတယ်လို့ထင်နေပါတယ်။လမ်းတွေလည်းလုံးဝပြောက်ကွယ်သွားပြီးကားတွေဆိုရင်လည်းရက်ထားတဲ့နေရာမှာတင်နှင်းတွေဖုံးလွှမ်းသွားပါတယ်။အများပြည်သူတဲယူပို့ဆောင်မှုလုပ်ငန်းတွေလည်းရက်ဆိုင်လူနီးပါးဖြစ်နေပြီးမြို့ချင်းကလည်းတခါတလေအသေးလိုရက်တန့်သွားပါတယ်။ပိုပြီးဆိုးရွားစေတာကတော့လေတိုက်ခတ်မှုပါပဲ။ဟာရီကိန်းမုန်တိုင်းအဆက်နီးပါးရှိတဲ့လေပြင်းတွေကနှင်းတွေကိုလွင့်ပါသွားစေတာမျိုးမဟုတ်ဘဲတွန်းပို့ပြီးစုပုံလိုက်တယ်လို့ထင်စေခဲ့ပါတယ်။ဒါကြောင့်တိုက်ခန်းတွေကြားမှာအေယာမနှင်းတောင်ကြီးတွေဖြစ်ပေါ်လာပြီးရက်ွက်တစ်ခုလုံးရေခဲပြင်ကြီးအဖြစ်ပြောင်းလဲသွားပါတယ်။မြို့ကန်အများစုအတွက်တော့အိမ်ရှိတကားတွေဟာနှင်းပိတ်နေပါတယ်။အကင်ထွက်ဖို့အတွက်အရင်ဆုံးလက်နဲ့လွှိုင်ကောင်းတူးပြီးထွက်နေကြရပါတယ်။တချို့မိသားစုတွေဆိုရင်တကားကိုယ်တောင်အသုံးပြုမနေတော့ပဲပြည်တွင်းပေါက်ကနေပဲကြော်တက်ပြီးအပြင်ထွက်ကြပါတော့တယ်။တခြားနေရာကလူတွေကသူတို့ရဲ့လုံခြုံရေးအတွက်စိုးရိမ်နေကြပေမယ့်ဒေသခံတွေရဲ့စိတ်ခံစားချက်ကတော့မထင်မှတ်ထားတဲ့ဘက်ကိုပြောင်းလဲသွားပါတယ်။ဒေသခံတွေကအဲ့ဒီအေယာမနှင်းပုံကြီးတွေကိုတဘာဝရှော့စည်းကွင်းတွေအဖြစ်စတင်အသုံးပြုလာကြပါတယ်။တချို့ကရှော့စည်းဆင်းကြသလိုတချို့ကတော့နှင်းတွေထဲမှာရေကူးသလိုမျိုးကူးကပ်ဆော့ကစားနေကြပါတယ်။ဒီလောက်လေးပြောနိုင်ပါတော့တယ်။ရုရှားနိုင်ငံဟာမာကျောသူတို့ရဲ့မြေဆိုတဲ့ဂုံပုတ်နဲ့အညီတကယ်ပဲနေထိုင်ပြသွားပါတယ်။အရင်တုန်းကကြောက်စရာကောင်းတဲ့အမြင့်တွေဟာအခုတော့အလွယ်တကူဆင်းသက်လို့ရတဲ့နေရာတွေဖြစ်သွားပါပြီ။သူတို့ရဲ့စိတ်သက်ကြံခိုင်မှုကတော့တကယ်ကိုမယုံနိုင်စရာပါပဲ။ကလေးတွေကြောက်သွားစရာမလိုလူကြီးတွေအလုတ်သွားစရာမလိုပဲအိမ်တကားပါမှာတင်တိုက်လောက်မြင့်နဲ့နှင်းလျှောစီးခွင့်ရှိနေတာပါ။ဒါဟာလူတွေကလေးဘဝတုန်းကအိမ်မက်ခဲ့ကြတဲ့ရေခဲနဲ့နှင်းကဘာကြီးမဟုတ်ပါလား။